what စကားလုံးဆိုတာဘာကိုခေါ်တာလဲဆိုရင် alphabet တွေကိုမှန်မှန်ကန်ကန်ပေါင်းစပ်ထားတာ alphabet ကဘာလဲပြန်ပြောပြမယ်နော် A to Z ABCD ကိုပြောပါတယ် ABCD ဆိုတဲ့ဒီ alphabet စလုံးတွေကိုတစ်လုံးချင်းကိုဘယ်လိုပေါင်းထားရလဲဆိုရင်မှန်မှန်ကန်ကန်ပေါင်းထားတာကိုမှ what ဆိုပြီးစကားလုံးတစ်ခုဖြစ်လာပါမယ်အဲ့တော့ what ဆိုတဲ့စကားလုံးတစ်ခုဖြစ်လာဖို့ဆိုရင်ဘာတွေအဓိကလိုအပ်မလဲ 4S ဆိုပြီးတော့ S လေးလုံးအဲ့လိုမှတ်ပြီးတော့လောလောကူမှတ်လို့ရမယ်ပေါ့နော် S လေးလုံးလိုအပ်မယ်နံပါတ်1က spelling စလုံးပေါင်းမှန်ရမယ်ကိုရေးတဲ့စလုံးရဲ့စလုံးပေါင်းမှန်ရမယ်နံပါတ်2ကတော့ sound ကိုရေးတဲ့စလုံးရဲ့အတန်ကထွက်လို့ရမယ်အတန်ထွက်လို့ရမယ်စလုံးဖြစ်ရမယ်ပြီးရင် sense အဓိပ္ပာယ်ကလည်းရှိရမယ်လေးကတော့ speech ဝါစင်ကားဖြစ်ရမယ်ဝါစင်ကားကတော့ရှိမှရေးပြီးပြောပြခဲ့ပြီးပြီဘာတွေလဲ noun pronoun adjective အစရှိတဲ့ဖြစ်ပေါ့ဒီရှစ်ခုတွေကနာမည်စားနမဝိသေသနာတစ်ခုခုဖြစ်ရမယ်အဲ့လိုဖြစ်ပြီးဆိုမှပဲဒီ 4S ဆိုတဲ့ S လေးခုနဲ့ပြည့်စုံမှသာလျှင်ဘာဖြစ်မလဲ what ဆိုတဲ့စကားလုံးတစ်ခုဖြစ်လာဥပမာ elephant ကစင်သူ့ထဲမှာဆိုရင် alphabet ဘာတွေပါမလဲတရာလည်းပါမယ်ဘီလည်းပါမယ်ဘာတွေကတရာလဲဘာတွေကဘီလဲအရှိမပြောပြီးပြီvowels ကိုတရလို့ခေါ်တယ် A E I O U ဒီ၅လုံးဟာကျွန်တော်တို့တရလို့ခေါ်မယ်အဲ့တော့ E ဆိုတော့ vowel ဆိုတော့ V တရအတူကောက်ရေးမယ်ပြီးရင် L ပါမယ်ဟုတ်လား E L E P H N D ဆို L ကတော့ consonant V လို့ခေါ်မယ်အဲ့တော့ V ကိုအလွယ်တကူ C လို့ရေးမယ်တရကို V လို့ရေးမယ် vowel နဲ့ consonant အဲ့တော့ E L E P H N D ဒီမှာ vowel နဲ့ consonant တွေခွဲလိုက်မယ်ခွဲပြီးသွားတယ်ဆိုရင်ဒါဆိုရင်ပထမဦးဆုံးစက်လုံးပေါင်းမှာဒီနှမျိုးပါတဲ့အတွက်နံပါတ်1ရဲ့စီကံချက်နဲ့ညီသွားပြီဒါဆိုရင်သူ့ကိုစလုံးပေါင်းနိုင်ပြီဘီနဲ့တရနှမျိုးပါတဲ့အတွက်နောက်တစ်ခုကတော့သူ့ကိုစလုံးပေါင်းပြီးပြီဆိုတာနဲ့အတန်ထွက်နိုင်ပြီလားဆိုတော့ elephant အဲ့တော့ elephant ဆိုတဲ့အတန်ကိုထွက်နိုင်ပါပြီဒါကြောင့်နံပါတ်2ရဲ့စီကံနဲ့လည်းညီသွားပြီနံပါတ်3 sense ဆိုတာအဓိပ္ပာယ်ရှိရမယ်တဲ့အဲ့တော့ elephant ရဲ့အဓိပ္ပာယ်ကဘာလဲစင်ဆိုတော့သူ့ရဲ့နံပါတ်3အချက်နဲ့လည်းညီတယ်အဓိပ္ပာယ်လည်းရှိတယ်နောက်ပြီးတော့ speech ဆိုတာဝါစင်ကားဖြစ်ရမယ်စင်ဆိုတာကဘာလဲ noun နာမ်ပါเนาะအဲ့လိုပါပဲ apple မှာပြောမယ်ဆိုရင်လေ apple မှာ A ကတော့ A E I O U တဲ့က vowel တရဖြစ်လို့ V ပြီးရင် consonant B ပါမယ် B 21လုံးနဲ့ရ P ပါမယ်နောက်ထပ် P တစ်လုံးပါမယ်ပြီးရင် L ပါမယ်အဲ့ဒါအလုံး consonant ဖြစ်ပြီးတော့နောက်ဆုံး E တစ်လုံးကတော့ vowel V တဲ့ကတရဖြစ်ပါမယ်ပြီးနံပါတ်2အရာစလုံးပေါင်းလို့မှန်ပြီဆိုရင်သူ့ကိုအတန်ထွက်လို့ရပြီလားဆိုရင်ရပြီเนาะ APPL apple ပန်းဒီဒါဆိုရင်နံပါတ်3ရဲ့အဓိပ္ပာယ်လဲသူ့မှာရှိတယ် apple ဆိုတဲ့အဓိပ္ပာယ်က